ဒီနေ့ကတော့မန္တလေးမြို့သစ်မှာရှိတဲ့ညဈေးကိုခေါ်ထားပါမယ်အထဲအောင်မြောက်တဲ့အပြင်မှာဆိုင်တန်းနေအများကြီးပဲတန်ပုံးချက်ကဒီညဈေးကတော့မြို့သစ်ဘက်62လမ်းမှာပေါ့40နဲ့41ချာမှာရှိတယ်မာလာနဲ့နေမှုရင်းနေတာပဲတော့အားကြောင့်နဲ့လေတေးဦးတောက်ဆိုင်နေပဲများရတော့ဆိုတော့ကိုရီးယားစာဂျပန်စာထိုင်ဝမ်တက်ကျော်တို့လည်းရရတော့နောက်ဆုံးလာပဲအချောင်းတွေတော့အကင်းရတော့များရတော့တချို့ဆိုင်နေရလေအရှိမပူပူလေးချက်နေရกินနေရမလို့လေအနက်နေရလေတော်တော်လေးကိုဆဲဆောင်နေတယ်ဆိုင်နေရလို့အော်အပ်လက်ပါရှိတယ်တော့လိုက်ပါရှိတယ်ဘာกินနေရောกินရဆုံးတော့ဆိုင်နေရလေတော်တော်များတော့လေကျဲတို့ဘာစားမှမသိအောင်ဖြစ်နေတယ်ရှင်မောင်စားမလားအချို့တော့မန္တလေးအချင်းပါငပိရဲ့ပါရဲ့ရှိတယ်ငပိရဲ့အမှုရဲ့ရှိပါတယ်ဆက်ပေါ်လေဒီတော့လိုပဲချွတ်ချင်းဆက်ရောင်းတဲ့သူလေးကလေအရန်စိတ်ရှိတာလူချင်းနဲ့အရသာအောင်လေတေချာလေးပြင်ပေးတယ်ဒါတော့မန္တလေးကအချင်းပေါင်းမှာသူနေတာကိုကြည့်ပြီးပေးရတယ်တေးရောင်ကြတယ်အချို့လိုချင်လားရှင်ထက်မှာညာစီထဲမှာရှောက်ပတ်ကြည့်ပြီးတော့ကျတော့ဘာစားမှမသိတော့နောက်ဆုံးကြတော့မာလာမောက်ချိုက်ပြီးလိုက်ပါတယ်။ရှိတဲ့တရားချိုက်စား။ဒီကအများကြီးတော့မောက်ချိုက်ဆိုတော့အရင်ဆုံးကိုကြိုက်တဲ့ဟာတွေကိုတော့ရေးပါမယ်အမေတော်တော်လေးစုံတယ်။အသားတွေရှိတယ်၊စီဖူရှိတယ်၊အသီးအရွက်ပြီးခောက်ဆွဲလဲစုံတယ်။ရေးဆိုတယ်အရေးရတော့မျိုးပဲတော့မောက်ချိုက်နဲ့စားဖို့တောက်စရာအေးအေးလေးတကူသွားဝယ်မယ်ဒါတော့ ice lemon tea ဒါတော့ passion soda ကျတော့အေးတောက်ဝယ်နေတော့မာလာမောက်ချိုက်ရပါပြီသူ့ရဲ့အရေးကတော့တစ်မျိုးပဲရှိတယ်ရွေးစရာမရှိဘူးအဲ့တော့ကျတော့အဲ့ဒါကိုပဲအစနဲ့ရှော့ခိုင်းလိုက်တယ်မာလာစားတယ်ဆိုလို့ရှိရင်တော့မာလာခောက်ဆွဲရမပေါအောင်ဖြစ်ပေါ့နော်သူ့ရဲ့အရေးကတော့စီနင်းနေတယ်ပြီးတော့မာလာရတာအရင်ကြီးမပြင်းဘူးအချင်းကတော့တမကြီးရဲ့အချင်းပေးတယ်တရားသေးတော့လည်းပို့ပြီးတော့လေဟင်းရလည်းအပူတွေစားနေတော့အေးလေးနဲ့မှအဆင်ပြေတယ်ကျဲရဲ့ဖူဒီလေးတွေရောညာစေးရောက်ရင်ဘာစားရတာကြိုက်လဲ